င်ကလေးဘဝလောက်ပြောကြတယ်လည်းမကောင်းတော့တာအမှန်ပဲစပိန်တွေစီးခဲ့ကြတယ်တို့လမ်းတွေရှောက်ခဲ့ကြတယ်စကြနောက်ကြစိတ်ဆိုးကြရင်စာတွေကြက်ခဲ့ကြတယ်စိတ်ကောက်ကြတာရှိတယ်ပြန်ချော့ခဲ့ကြဘူးတယ်အိမ်မနေနေရင်းနဲ့ပဲတယ်လီဖုန်းတွေပြောခဲ့ကြတယ်ခါသေးမှာအပေါင်းတင်တဲ့ကြစာအုပ်တွေထုတ်တယ်ရှင်တွေပါတွေမောရင်လည်းရီးသားလေးတွေထားတယ်အဆောင်မှာမိတွေထွန်းတဲ့ချိန်ဂီတာတီးခဲ့ကြတယ်တကူရဲ့အသက်ကွဲတဲ့တစ်ချိန်တွေဒီဇင်ဘာရဲ့နေ့တွေပြန်မြင်ရောင်ရင်းနဲ့ကအိယာထက်မလူးလိမ့်နေကောက်ကလေးနဲ့ကောက်မလေးကအမျိုးသားနဲ့အမျိုးသမီးအဖိုးကြီးနဲ့အဖွားကြီးဖြစ်တဲ့အချိန်တွေအထီးဘဝဆိုတဲ့ဖက်နှက်ကြီးကိုငါတို့လူစီသွားရမှာပါပဲကဲထားလိုက်ပါတော့တနေ့နေ့မှာတော့ကွာပြန်ဆုံးမှာပေါ့ချစ်တဲ့တကယ်ချင်းများနောက်ပြီးရင်ခွဲခွာသွားဒါလူဘဝဆိုတာတွေငါအတွက်သင်တတ်တာကဘာဟာနေနေကြီးကိုပတ်ပြီးဒီမှာလက်ပတ်နေရငါရင်ထဲမှာသိနေရအမှတ်တရရှိကြရနေရညအပြန်လန်နားလည်းမှုနဲ့ရင်မအပြန်အောင်လေးခံစားမနဲ့ပြန်ကြောက်စဉ်းစားရင်မနေ့ကဆိုတာကိုတန်တာငါတို့တွေတယောက်ကိုလေတနေရာစီလေးပေါ်တချို့တွေကပူပြင်းပြီးတချို့တွေကအေးကြတဲ့ဒေတာငါကလည်းနေရာတက်မှာစနစ်တကျနောက်ဆုံးတော့ဆက်ကြတဲ့အခါဆရာတွေကိုကတော့ကြတယ်အချင်းချင်းပွင့်ဖက်ကြတယ်အချို့တွေကပြောင်းမင်းကရဲ့အကောင်းဆုံးတကယ်ချင်းပါပဲမျက်ရည်တွေပါလေဝဲလို့စွန့်နေနေကြစွန့်နေနေရကဲဒါတွေထားမှာကွာငါတို့ဘဝတွေက